Wi-Fi password ကြည့်ဖို့ဆိုရင်အရင်ကိုလွယ်ကူပါတယ် Wi-Fi password ကြည့်ဖို့ဆိုရင်ကျွန်တော်ရင်ဆိုအပေါ်ဆွဲမယ်ဒီမှာ Wi-Fi ကိုချာလေးနေလိုက်မယ်ဒီလိုနေပြီးကျွန်တော် more Wi-Fi setting ရှိရနော်ဒီကောင်ကိုနေလိုက်မယ်ဒီကောင်နေပြီးကျွန်တော်ဒီလိုလေးပေါ်လာမယ်ကျွန်တော်ဒီအောက်ကသွားပြီးမှကျွန်တော် advanced setting ကိုနေလိုက်မယ် advanced setting ကိုနေပြီးဒီလိုပေါ်လာမယ်ကျွန်တော်နည်းနည်းလေးအောက်ကိုဆွဲပြီးမှ manage save network ရှိရဒီကောင်ကိုနေလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် Wi-Fi တွေအများကြီးပေါ်လာတယ်နော်ကျွန်တော် Wi-Fi password ကြည့်ဖို့တိုင်ဆိုကျွန်တော်ဒီလိုပုံစံနေလိုက်မယ်ပြီးရင်ဒီမျက်လုံးရှိရဒီကောင်ကိုဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ log ကိုဒီမှာဖွင့်လိုက်မယ်နော်အခုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာ Wi-Fi password ပေါ်လာပြီ Okay နောက်တစ်ခုကျွန်တော်ပြမယ်နောက်တစ်ခုကျွန်တော်တို့ဒီမှာကျွန်တော်တခြားဒီမှာနော်ဒီကောင်ကိုလုပ်ပြမယ်နော်ဒီမှာကြည့်ကျွန်တော်ဒီမျက်လုံးကိုဖွင့်လိုက်မယ်ပြီးရင် log ဖွင့်လိုက်မယ်ကိုယ် log ကိုဖွင့်လိုက်မယ်ဒီမှာ Wi-Fi password ပေါ်လာပြီနော်ဒီလိုပုံစံနဲ့ပဲနောက် Wi-Fi password ကိုအလွယ်ကူဆုံးနည်းလမ်းနဲ့ကြည့်လို့ရပါတယ်ဒီဗီဒီယိုကို share လေးလုပ်ပြပါ